မင်္ဂလာပါနော်မိုးဒီနေ့ပြပြချင်တာပေါ့နော်လူတွေပေါ့နော်ဘာကြောင့်တစ်တော်တွေသုံးရင်လေဘာနဲ့တူလာလဲဆိုတော့တစ်တော်သုံးကဘာနဲ့တူလဲပြလားလင်မယားအိတ်ခမ်းနေတဲ့ရောက်သွားတယ်လို့တဲကိုခမ်းနေတဲ့ရောက်သွားတယ်လို့ခံစားလာရတယ်ဘာကြောင့်လဲဆိုတော့လေအခု post တင်တဲ့ဟာတွေကဘာတွေဖြစ်လာလဲပြလားမရေကြီးတွေကလည်းသူတို့လင်ယောက်ျားလေးတွေနဲ့ယောက်ျားတွေနဲ့ပေါ့နော်မရေငယ်တို့မြင်စေကျွန်တော်အိတ်ခမ်းထဲမှာအိတ်နေတဲ့ပုံကြီးပြရတယ်နော်မရေငယ်တွေကလည်းမရေကြီးတွေမြင်စေကျွန်တော်တဲခုကမ်းပေါ်မှာအိတ်နေတဲ့ပုံကြီးပြရတယ်နော်ဟောဒီအပြင်ကြီးစားတွေကလည်းနန်းနေကြတဲ့ပုံပြတယ်အကျဉ်းလုံးကပြောပြအောင်မယ်နော်အင်္ဂလိပ်ကားတွေဆိုရင်မကြည့်ခိုင်းဘူးမိဘတွေရောအကိုတွေကမကြည့်ခိုင်းစီးနဲ့ကန်နေတာအဲ့တော့အရင်ကလူတွေကဒီစိတ်တွေသိမရှိဒီခက်ကဘာလဲဆိုတော့အလကားလည်းရနေတယ်တယ်လီဂရမ်မှာလည်းဒေါင်းကြည့်လို့ရနေပြီနော်ဖေ့ဘုတ်မှာလည်းရပြီ software ပေါင်း1600လည်းကြည့်လို့ရနေတော့လူတွေကအချက်တရားဆိုတဲ့ကိစ္စစကလုံးကိုမေ့သွားပြီးတော့ဘာဖြစ်လာလဲဆိုတော့လေလူမြင်ရင်မချက်တော့ဘူးကွာကိုယ့်ရဲ့အတွင်းကိစ္စတွေလူမြင်မှာမချက်တော့ဘူးဘယ်သူပဲကြည့်သူတို့ကတင်တယ်TikTok သုံးတာဘယ်လိုသုံးတာလဲဆိုတော့အိတ်ခမ်းထဲမှာအိတ်နဲ့ပုံကြီးတင်ဖို့သုံးတယ်လို့ပဲနော်ဖတ်အိတ်နေတာတွေတင်တယ်နန်းနေကြတာတွေတင်တယ်အဲ့ဒါတဖြည်းဖြည်းပါလေလူနေမှုအဆင့်တန်းအရန်ကိုနှိပ်ကြလာတာပြနောက်တော့Viber တွေ Telegram တွေမှာလင်းကြီးစားနှစ်ယောက်ပြောတာပဲဖြစ်ဖြစ်နော်လင်းနဲ့မြတ်ပြောရဖြစ်တယောက်နဲ့တယောက်စိနဲ့ကန်းနဲ့ထိမ့်သိမ့်ရကောင်းမှမသိတော့ဘာဖြစ်လဲအဲ့စာတွေကအပြင်ကိုပေါက်ကြသွားချက်တွေကွဲအဲ့တော့မိုးပြောချင်တဲ့သဘောတရား TikTok သုံးနေဆိုရင်လေသုံးပါကိုယ့်ကိုအိတ်ခမ်းထဲမှာဘလို့ပဲနေမှာတနေ့ကုန်ပဲနေပါမထွက်ပဲနေပါဒါပေမဲ့ line မို့တင်နေဆိုတာကတော့တကယ်ကိုအချက်တရားအကြောက်တရားတွေနဲလာတယ်ဒါမကောင်းတဲ့အလေးအထားလေးလိုပဲမိုးကမြင်ပါတယ်နော်ဘာကြောင့်လဲဆိုတော့အခလေးတွေလည်းကြည့်နေတာအရွယ်သုံးမှကြည့်နေတာမမြင်တဲ့နာမမြင်တာကောင်းတယ်နော်မိဘတွေကလေအနေထိုင်စင်ကြင်မှသားသမီးတွေကလမ်းမမရောက်မိဘတွေကအနေထိုင်မစင်ကြင်မိသားသမီးကလည်းဒီလိုနေလို့ရတယ်ဆိုပြီးတော့လူမြင်ကွင်းမှာလည်းနန်းကြဆုပ်ကြ TikTok ပေါ်တင်ကြငါပုံနဲ့ငါဘေးနဲ့ငါဘယ်သူမှခီးမဆိုင်ဘူးဆိုတင်တာမှန်းနေလူသေးသွားရင်မီးတကြိုလိုက်ရင်အဲ့ဒါပြီးသွားပြီဒါပေမဲ့နာမည်သိသွားတယ်ဂုံတိတ်ခါသိသွားတယ်ဆိုတက်လုံးသွားလာပဲနော်သူများဒီနေ့ခင်မှာပို့ဆိုတဲ့ social media တွေအရင်ခက်စားလာတဲ့အတွက်လူတယောက်နာမည်တစ်ခါပြတ်သွားရင်တစ်လောကလုံးသိသွားတာအဲ့လိုပေါ့နော်လူတွေကကောင်းတာမပြောမဲ့စိုးတာအကုန်ပြောကြတယ်လေနော်အဲ့တော့နာမည်သိတဲ့တံကိုဘယ်သူမှမခံစားနိုင်ဘူးအဲ့ဒါလေးသိစေချင်တာအခုကျတော့နော်လိုင်းပေါ်ကြည့်လိုက်ရင်အခန်းထဲမှာအိတ်နေတာတွေပြကြမယ်နော်မရေကြီးတွေကပေါ့ပြောမယ်ဆိုရင်ပေါ့ကာမပိုင်မိန်းမတွေကလည်းနော်တရားဝင်မယားတွေကလည်းအိတ်ခမ်းထဲမှာဒါငါလင်းငါဘလို့ပိုင်နေဆိုတဲ့အကြောင်းအိတ်နေတာကိုပြမယ်ဟောနောက်ဖောက်ပြန်တဲ့မိန်းမတွေကလည်းသူတို့ကိုဘလို့ချစ်ကြောင်းဆိုပြီးတဲခုကမှအိတ်နေတဲ့ပုံကြီးချပြကြတယ်တွာလာချပြကြတယ်ကြာလေဒီလူအတိုင်းဝိုင်းကဘာလို့ဖြစ်လာလဲဆိုတော့အချက်တည်းကအချက်တရားနေတဲ့သူတွေဖြစ်လာကြတယ်နော်မိုးပြောဘူးတဲ့တရိတ်ဆန်တွေကလူမြင်ကွင်းမဆောင်ဘယ်သူရှိဘဲဝါရှိမချောင်းဖုံးရှိမချောင်းလူရှိမချောင်းသူရှိမချောင်းခလေးရှိမချောင်းဘာလို့တာလဲမိတ်လိုက်ကြကြာလေအဲ့လိုဖြစ်လာတယ်မချက်တော့ဘူးလေအခန်းထဲမှာအိတ်နေတဲ့ပုံကြီးတင်တယ်လူတွေမြင်တာပေါ့ဟုတ်တယ်မလားလင်းနဲ့မယားဆိုတော့တဘာဝတရားအလေးကပတ်သက်ကြတယ်ဆိုတာလူတိုင်းသိတယ်ဒီနေ့ခေတ်မှာစေးပညာရလည်းသိကြတာပဲเนาะခေတ်ကြီးကတိုးတက်သွားရင်ပြင်ဒါပေမဲ့မမြင်တဲ့အောင်မမြင်ရအောင်လေเนาะကိုယ့်ရဲ့အချက်တရားထိန်းရမှာကိုယ့်ရဲ့ဂုဏ်သိက္ခာထိန်းမထိန်းတော့ဘူးအိတ်နေတဲ့ပုံကြီးလည်းပြပဲနန်းနေတဲ့ပုံကြီးလည်းပြောပြအောင်เนาะကိုနန်းနေတဲ့ပုံကြီးသူများကြည့်ပြီးအားကြနေမှာမဟုတ်ဘူးဗဇက်ကတာအားကြပြောတာနောက်ပြီးကြတော့ယွန်းစရာချစရာလူပြောမှာအတင်းတုံမှာအဲ့လူတွေပဲเนาะသတိထားကြဖို့ပြောချင်တာအဲ့တော့မိုးပြောချင်တာအဖေဖြစ်သူအမေဖြစ်သူတွေကအနေအထိုင်မစင်ကြင်ဒီနောက်ကိုယ့်ရဲ့သားသမီးတွေဟာလည်းပျက်စီးခြင်းလမ်းကိုပဲရွေးသွားလိမ့်မယ်နော်လူချစ်သူချင်းမှာမချက်မပြတ်မကြောက်ပေါ့ဒီလိုနေပြရင်သားတွေသမီးတွေကဒီလိုလှုပ်လို့ရတယ်ဆိုပြီးတော့အဲ့အတိုင်းပဲလှုပ်သွားမှာအရွယ်မရောက်ခင်အချိန်မှာဘာဖြစ်လို့ခလေးတွေကမဒိန်းကျင့်ခံနေရတာလဲဘာကြောင့်ကာမတွေလိမ်လည်ခံနေရတာဘာကြောင့်လဲသိလားမိဘတွေရဲ့ထိမ့်သိမ့်မှုတွေဟာလိုအပ်နေလို့ပဲဟုတ်တယ်မလားဟိုအရင်ခက်တုန်းကလည်းရှိတာဒါပေမဲ့ဒီလောက်ကြီးတော့မဆိုးဘူးကွယ်နော်ဒီနေ့ခေတ်ကအဲ့လိုမဟုတ်တော့အဲ့ဒါမို့လို့ခေတ်ကာလလေးပြောင်းလဲလာတဲ့ညပေါ့နော်ပျက်စီးခြင်းလမ်းစားတွေကလည်းအများကြီးမိဘတွေဖေးအေးလုတ်သူမေးအေးလုတ်သူတွေကကိုသားသမီးတွေပဲကိုဒီစိုက်စီစမှာလေ
နော်ကိုယ့်ရဲ့တဏှာကိစ္စကိုဦးစားမပေးစေချင်ပါဘူးအခုကြတော့လေဖခင်လုပ်တဲ့သူတွေကလည်းနောက်မိန်းမအတွက်အချိန်နေပေးပြီးမိန်းမအတွက်ပဲခံစားပြီးမိန်းမအတွက်ပဲမစားနိုင်မတောက်နိုင်တဲ့တတိတွေရပြီးခံစားနေကြတယ်အမေဖြစ်သူတွေကလည်းဒီလိုပဲဖြစ်တော့သားသမီးတွေကဖေအေးကပဲကိုယ်ဆောင်းဆောင်းနူနူမေးရပဲကိုယ်ဆောင်းဆောင်းနူနူအဖွားပဲကိုယ်ဆောင်းဆောင်းနူနူဖြစ်ကုန်ကလေးတွေလမ်းမအများဆုံးရောက်သွားတာဘယ်သူတွေကြောင့်လဲလက်ဥเสียဖြစ်တဲ့မိသားစုကြောင့်နော်အဲ့တော့မိုးပြောချင်ပါတယ်အိမ်တောင်ကြီးဖောက်ပြန်ကြတဲ့သူတွေဟာကိုယ့်သားသမီးကိုလမ်းမှားကိုရအောင်တွန်းပို့လိုက်တာ ਨੇ အတူတူပါပဲဒါကြောင့်နော်သူများသားသမီးကိုတနာပြီးဂယုဏတက်ပြီးတော့နော်ကောင်းစေခြင်းနေတဲ့အစားကိုယ့်ရဲ့သားသမီးလေးတွေကိုပဲကိုကလမ်းမှန်ရအောင်အရင်ဆုံးစူးစမ်းကြည့်ချင်ပါတယ်လို့မိုးကပြောချင်ပါတယ်နော်ကိုယ်စနီးမရကိုတတ်မှုထားပါကိုယ်စနီးမရကိုတတ်မှုမထားပဲသူများစွန့်အုပ်ကိုတွားလှက်စားဖို့ကြည့်နေကြမှာ ਨੇ ကိုစွန့်အုပ်ကိုသူများလာလှက်စားတဲ့အခါကြရင်သားနော်ကိုကဝဝကွယ်မပောက်ကွယ်ပြန်ကိုတိုင်ကိုစွန်အုပ်တန်မှုထားမှသူများကိုဟာကိုလက်ရဲဆက်ရဲလမ်းမနိုင်ရဲမှာနော်အဲ့ဒါကိုတည်နေချင်တာပါရှင်